မင်းလားကွယ်လူနံ့တွေနဲ့မှောင်းနေတဲ့အခန်းထဲကြောက်ရွံ့တိတ်ဆိတ်ပြပညာတတ်အနံ့တွေကတော့ပုံငိုတက်တဲ့မျက်ရည်အနံ့တွေနဲ့ပိုပြီးဆိုးပြီးတော့အတုတွေတဲ့လေအော်ရီနေစရာပဲပြီးမှတိတ်ဆိတ်ထွက်သွားအခန်းထဲနိုင်ငံရေးအနံ့တွေပုတ်လှောင်ပြီးပိတ်နေလေတဲ့အမှုပညာတဲ့ငွေတန်ကြေးတန်စက္ကူတန်နဲ့လွင့်လာရှူရှိုက်ပြီးတယောက်ပြီးတယောက်လူထုကြောက်လန့်မှုစိတ်ရောဂါနဲ့လဲပြီးလူးလှိမ့်ကုန်ပေါ့ငါလဲကြတော့ပါမယ်ပြာသွားတဲ့မျက်လုံးထဲအလင်းစူးစူးလေးမေတ္တာတရားကဘာအယောင်လဲမင်းလားကွယ်မေးမိတယ်မြတ်ဝေ